မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အခန်းတက်ကလေးထွက်လာရင်ပြောပါအခန်းကောင်းလေးတစ်ခန်းရရင်ပြောပါလို့ပြောထားတယ်ကိုဘောစီအမျိုးတွေကိုကျွန်တော်ဒီမှာအခန်းကောင်းလေးတစ်ခန်းထွက်လာတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြောပြပေးမှာဖြစ်ပါတယ်ဗျဒီခန်းလေးကအင်းစိန်ပေါက်တော့ကမူရိတာအိမ်ယာနှစ်6လောင်မြောက်မှာရှိတဲ့အခန်းလေးတစ်ခန်းပဲဖြစ်ပါတယ်ဗျဒီခန်းလေးမှာဆိုရင်နှစ်ပေပတ်လဲကြွေပြားတွေကိုလည်းခင်းပေးထားတယ်ပေါ့နော်ဒီခန်းလေးတွေရဲ့အာသာချက်က BCC ဓာတ်တွေကလုံခြုံရေးနဲ့ကိုပိုင်မီတာလည်းရရှိမှာဖြစ်ပါတယ်ဗျဒီခန်းလေးတွေကအိတ်ခန်းနှစ်ခန်းတော့မပါဝင်မဲ့အိတ်ခန်းတစ်ခန်းပဲဖြစ်သွားမယ်အိတ်ခန်းတစ်ခန်းကလည်းအခန်းကျယ်တစ်ခန်းပေါ့နော်ကျွန်တော်အိတ်ခန်းလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဗျဒီခန်းလေးကအိတ်ခန်းတစ်ခန်းနဲ့ဖြစ်သွားပြီမဲ့သူက master plan ပုံစံမျိုးလုပ်ထားတယ်ပေါ့နော်ဒီမှာဆိုရင်ရေချိုးခန်းအိမ်ကလည်းရှိမှာဖြစ်ပါတယ်အိတ်ခန်းကိုလည်းလူကြီးမိဘတွေနေလို့ထိုင်လို့ကောင်းအောင်ပါခေးခင်းလေးခင်းပေးထားတယ်ပေါ့နော်ဒီနောက်မှာတော့မီးပုံခန်းလေးပဲဖြစ်ပါတယ်ဗျမီးပုံကုံလေးကိုလည်းတသက်ရဲ့လုပ်ပေးထားတယ်ဒီနောက်မှာဘူတိုင်းလေးလုံးနဲ့ထပ်ပေါင်မှာဖြစ်ပါတယ်ဗျပုံမှန်ဆိုရင်ဗမာတိုင်းပါပေမဲ့ဒီခန်းလေးကဘူတိုင်းလေးဖြစ်မယ်ပေါ့နော်ဒီခန်းလေးရဲ့အကျယ်က15ပေ40ဖြစ်ပြီးတော့6လွှာမြောက်အခန်းဈေးနှုန်းအပြင်3660ကိုညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါ